လုံးမင်္ဂလာပါဒီနေ့ကတော့ printer counter ဖြစ်နည်းလေးလာလုပ်ကြပါမယ်အခုကျွန်တော်ပြထားတဲ့ဒီ printer ကတော့ Epson ပေါ့နော် Epson ကျွန်တော်သုံးထားတဲ့ printer က Epson 805ပေါ့နော် printer ကိုကျွန်တော်တို့ counter ဘယ်လိုဖြည့်မှာလဲ counter reset ဘယ်လိုလုပ်မှာလဲဆိုတာကိုဒီနေ့ကျွန်တော်လာလုပ်ပြပါမယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ counter ပြည့်မပြည့်ဘယ်လိုလုပ်သိတာလဲလို့တချို့မေးစရာရှိပါလိမ့်မယ်အဲ့ဒါကတော့ကျွန်တော်တို့တုံးနေတဲ့ printer က counter ပြည့်ပြီဆိုရင်ဒီကဒီစာတန်းလေးပေါ်လာပါလိမ့်မယ်ဒီစာတန်းပေါ့နော်ဒီလိုလေးပေါ်လာပါလိမ့်မယ်ဒါကကျွန်တော်ဒုညစီကယူလာတာကျွန်တော် counter ပြည့်တော့ကကျွန်တော်တက်ပုံမရလဲရဘူးပေါ့ဗျာနော်အဲ့ဒါကြောင့်ဒါဒုညစီကယူလာတာဒီလိုစာတန်းပေါ်လာလိမ့်မယ်ကျွန်တော်တို့ printer ကလည်းဘာမှလုပ်လို့မရတော့ဘူးနောက်ပြီးတော့သူကအဲ့ဒီ service center ကိုဆက်တွယ်ခိုင်းတာပေါ့နော်ဒီလိုစာတန်းပေါ်လာလိမ့်မယ်ပြီးရင်ကျွန်တော်တို့ printer မှာလည်းဘယ်လိုဖြစ်တာလဲဆိုတော့ဒီလိုပေါ့မိကမိတ်ဖြစ်နေတာပေါ့နော်ဒီပါဝါမိကလည်းမိတ်ပြီးတော့ဒီမိနှစ်ခုလည်းအနီနှစ်ခုကလည်းဟိုဘက်ဒီဘက်မိတ်ပေါ့ဗျာနော်အဲ့ဒီလိုဖြစ်ပြီဆိုရင်ကျွန်တော်တို့ printer ဘာမှသုံးလို့မရတော့ပါဘူးသူနဲ့ဆက်ထားတဲ့အရာအားလုံးတို့ကအဆက်တွဲဖြတ်ပြလိုက်တဲ့သဘောပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီလိုဖြစ်ပြီဆိုရင်ကျွန်တော်တို့ counter ပြတော့ပါပြီဒါဆိုရင်ကျွန်တော်တို့ counter ပြန်ဖြည့်မှရတော့မယ့်အခြေအနေပေါ့နော်ဆိုတော့ကျွန်တော်မှရှိတဲ့ဒီသူရဲ့program လေးပေါ့နော် counter ဖြည့်တဲ့ program လေးကိုကျွန်တော်ဖွင့်ပါမယ်ဒါက zip file အနေနဲ့ဆိုတော့ကျွန်တော်ပြန်ဖြည့်မှာပေါ့နော်ဒါကကျွန်တော် extra ရလို့ဖြည့်လိုက်မယ်ဒါဆိုရင်ဒီမှာပေါ်လာပြီပြီးရင်ကျွန်တော်တို့ဒီ border လေးကိုဖွင့်လိုက်မယ်ဒီ border ထဲမှာဒီ icon လေးရှိတဲ့နေရာလေးကိုကျွန်တော်တို့နှစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီပေါက်လေးကျလာမယ်ကျွန်တော်တို့ select ကိုရွေးမယ်ဒီ select မှာဒီ port ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ auto selection ဆိုတာရှိတယ်ဒီနေရာမှာကျွန်တော်တို့ကိုတုံးတဲ့ printer ပေါ့နော်ကိုကွန်ပျူတာကို join တဲ့ printer ကို counter ဖြည့်မဲ့ printer ကိုရွေးရမှာပေါ့နော်ဒီနေရာမှာဆိုတော့ကျွန်တော်ဒါကိုရွေးလိုက်မယ်ပြီးရင် okay ပြီးတော့ဒီအောက်ဆုံးကဟာလေးကိုနှိပ်မယ်နော်ဒီစာတန်းလေးကိုနှိပ်မယ်ပြီးရင်ဒီ main ထမ်းနေရာမှာဒီ was impact counter ဆိုတဲ့နေရာလေးကိုရွေးမယ်ပြီးရင် okay နှိပ်မယ်ဒါဆိုရင်ဒီပေါက်လေးထွက်လာပြီဆိုရင်ကျွန်တော်တို့ဒီနှစ်ပေါက်စလုံးကိုအမှန်ချစ်ပေးမယ်ပြီးရင်ကျွန်တော်တို့ချိန်ကြည့်ရှင်နေတယ်ဆိုရင်ဒီချက်လေးကိုနှိပ်ရမယ် printer မှာဘယ်လောက်တုံးထားပြီးပြီလဲဆိုတာကိုချိန်ကြည့်ရှင်တာချိန်ကြည့်မယ်ဆိုရင်ပေါ့ဗျာနော်ဒီနေရာမှာကျွန်တော်လည်းတကယ်ချင်းတို့တည်တော့အောင်ကျွန်တော်ချိန်ကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်44 point ပဲရှိတော့တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မကြာတဲ့ခင်ကမှကျွန်တော်ကreset လုပ်ထားလို့เนาะပြီးရင်ကျွန်တော်တို့ပြန်ပြီးတော့အမှန်ချစ်ပြီးတော့ဒီအောက်ဆုံးမှာเนาะဒီစာကြောင်းเนาะဒီစာကြောင်းကိုနှိပ်မှကျွန်တော်တို့ counter လေးကို reset လုပ်မှာကျွန်တော်တို့ပြည်နေတဲ့ counter လေးကို0ကနေပြန်စတဲ့သဘောပေါ့เนาะဒါဆိုရင်ဒါကိုကျွန်တော်နှိပ်မယ် okay နှိပ်မယ်okay နှိပ်ပြီးရင်သူကကိုယ့်ရဲ့ printer power ပိတ်ခိုင်းတယ်ပေါ့เนาะကျွန်တော် power ပိတ်လိုက်ပြီprinter မှာ power ပိတ်ထားပြီဆိုရင်ကျွန်တော်တို့ okay နှိပ်မယ် okay နှိပ်ရင်သူကပြန်ပြီးတော့ printer ကိုပြန်ပြီးတော့ power ဖွင့်ခိုင်းပြန်ရောဒါဆိုရင်ကျွန်တော်တို့ power ပြန်ဖွင့်မယ်တကယ်လို့ကျွန်တော်တို့ power ပြန်မဖွင့်ဘူးဆိုရင်ဒီ okay ကပျောက်သွားမှာမဟုတ်ဘူးเนาะကျွန်တော်တို့ power ပြန် power ဖွင့်ပိတ်လုပ်ပြီးပြီဆိုမှကျွန်တော်တို့ okay နှိပ်ရင်ပျောက်မှာဒါဆိုရင်ပျောက်သွားပြီဘာမှမရှိတော့ဘူးဒါဆိုရင်ရတော့ပြီပေါ့ကျွန်တော် counter reset လုပ်ပြီးသွားပြီဒါဆိုရင်ပြီးပြီဆိုရင်ကျွန်တော်တို့ okay finish ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ထွက်လိုက်တော့မယ်ဒါဆိုရင်ပြီးသွားပါပြီတကယ်ချင်းတို့လည်းတကယ်လို့ counter ပြည့်တယ်ဆိုရင်ဒီနည်းအတိုင်းလုပ်ပေါ့ဗျာနော်ဟုတ်ကဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့တကယ်ချင်းတော့ printer မှာ counter ဘယ်လိုဖြည့်တာလဲဆိုတာတည်တော့လောက်ပြီးလို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်